ဟုတ်ကဲ့ခင်ဗျာဒီအကောက်ပဲရှေကလေးကိုအကြောင်းပြန်ပေးမှဖြစ်ပါတယ်ခင်ဗျာသူရေးလာတာကတော့စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့စာကြောင်းလေးပြောပြပေးပါတဲ့နော်ဟုတ်ကဲ့ခင်ဗျာကျွန်တော်အခုစိုက်ပျိုးရေးနဲ့ပတ်သက်တဲ့စာကြောင်းတို့အနည်းငယ်လေးကိုပြောပြပေးမှဖြစ်ပါတယ်ခင်ဗျာเกษตรกรเป็นกระดูกสันหลังของประเทศเกษตรกรเป็นกระดูกสันหลังของประเทศစိုက်ပျိုးရေးသမားများဟာနိုင်ငံရဲ့ကြိုးယူဖြစ်တယ်เกษตรกรผลิตอาหารสำหรับครอบครัวเกษตรกรผลิตอาหารสำหรับครอบครัวစိုက်ပျိုးရေးသမားများကမိသားစုအတွက်အစားအစာများကိုထုတ်လုပ်တယ်เกษตรกรได้รับผลกระทบจากการเปลี่ยนแปลงสภาพอากาศเกษตรกรได้รับผลกระทบจากการเปลี่ยนแปลงสภาพอากาศရာသီဥတုဖောက်ပြန်မှုတန်ကိုစိုက်ပျိုးရေးသမားများခံစားနေကြရတယ်เกษตรกรจะเป็นต้องปกป้องดินเกษตรกรจำเป็นต้องปกป้องดินစိုက်ပျိုးရေးသမားများဟာမျက်စိလွှာကိုကာကွယ်ရန်လိုအပ်တယ်เกษตรกรจะเป็นต้องใช้เทคโนโลยีใหม่ๆเกษตรกรจะเป็นต้องใช้เทคโนโลยีใหม่ๆစိုက်ပျိုးရေးသမားများဟာနည်းပညာအသစ်များကိုအသုံးပြုရန်လိုအပ်တယ်ဟုတ်ကဲ့ခင်ဗျာဒီကနေ့မေးလာတဲ့ comment ပဲရှင်းစိုက်ပျိုးရေးနဲ့ပတ်သက်တဲ့စာကြောင်းလေးပြောပြပေးပါလို့မေးလာတဲ့ comment ပဲရှင်းအခုကျွန်တော်စာကြောင်းလေးတွေကိုအနည်းငယ်ပြုလုပ်ပေးသွားတာဖြစ်ပါတယ်ခင်ဗျာဒီကနေ့ပြုလုပ်ပေးသွားတဲ့စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့စာကြောင်းငယ်လေးတွေကိုအခုမေးလာတဲ့ comment ပဲရှင်းအစစ်ပြမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာထိုင်စကားပြောလေးလာရေးမှာအစစ်ပြပါစေခင်ဗျာ